ခါကမြန်မာနေရွာလေးတစ်ရွာမှာကိုအောင်ဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်။သူကအလုပ်ရှာဖို့မြို့ကိုသွားပြီးအချိန်အတော်ကြာပြီးမှရွာကိုပြန်လာတာ။သူပြန်လာတဲ့နေ့ကမိုးအုံပြီးလမ်းမထွက်တဲ့ညတစ်ညပဲည7 နာရီလောက်မှာဘတ်စကားကရွာနားကလမ်းမကြီးမှာသူ့ကိုချထားပြီးထွက်သွားတယ်။ရွာထဲကိုလမ်းလျှောက်ဝင်ရမယ်။လမ်းကတောအုပ်ကြားလေးဖြစ်ပြီးအမှောင်ထဲမှာလေတိုက်တန်နဲ့တိရွက်လုတ်တန်တွေကြားရတယ်။ကိုအောင်ကဖုံးမီးဖွင့်ပြီးလမ်းလျှောက်လာနေတယ်။တနေရာရောက်တော့ရှေ့မှာမိန်းမတစ်ယောက်ရက်နေတယ်။အဖြူရောင်လုံးကြီးနဲ့သပင်ရှိရှိမိုးမရွာပေမဲ့သူ့သပင်တွေကစိုးနေတယ်လို့ပဲကိုအောင်ကမနေနိုင်လို့မေးလိုက်တယ်အမညဒီလောက်ကြီးဘာလုပ်နေတာလဲမိန်းမကအေးအေးလေးပြောတယ်ကျမရွာထဲကိုပြန်မလို့လမ်းကြောက်လို့ကိုအောင်ကလည်းဒါဆိုအတူတူသွားရအောင်လို့ပြောပြီးအတူလမ်းလျှောက်လာကြတယ်လမ်းလျှောက်လာရင်ကိုအောင်စိတ်ထဲမှာထူးဆန်းနေတယ်မိန်းမကလမ်းလျှောက်ပေမဲ့ခြေတံမကြားဘူးသူမကြာခဏအောက်ကိုကြည့်လိုက်တော့လမ်းပေါ်မှာခြေရလည်းမရှိဘူးကိုအောင်စိတ်လန့်လာပေမဲ့မပြောရဲဘူးအနှဲငယ်ကြတော့မိန်းမကမေးတယ်ကိုအောင်ဒီရွာမှာအရင်ကလူသေးသွားတာကြားဘူးလားကိုအောင်အံ့ဩသွားတယ်ကျွန်တော်နာမည်ကိုဘလို့သိတာလဲမိန်းမကဖြည်းဖြည်းလှည့်ကြည့်တယ်သူ့မျက်နှာကအယမ်းဖြူပြီးမျက်လုံးတွေကအနီရောင်လေးတောက်နေတယ်ငါဒီရွာကပဲအရင်ကအဲ့ဒီအချိန်မှာလေပြင်းတစ်ချက်တိုက်ပြီးသူ့ဆံပင်တွေပြန်တက်သွားတယ်ကိုအောင်အောက်ကိုကြည့်လိုက်တော့သူ့ခြေတွေမြေမထိဘူးလေထဲမှာတန်းနေတယ်ကိုအောင်ကြောက်လန့်ပြီးနောက်ကိုဆုတ်တယ်မိန်းမကဖြည်းဖြည်းပြုံးပြီးပြောတယ်ငါဒီလမ်းမှာကားတိုက်ပြီးတည်သွားတာ3 နှစ်ရှိပြီးအဲ့ဒီအချိန်မှာမိန်းမရဲ့လယ်ပင်ကတစ်ဖက်ကိုကွေ့ပြီးသွေးတွေယိုလာတယ်ကိုအောင်မဟုတ်ဘူးလို့အော်ပြီးလှည့်ပြေးတော့မိန်းမရဲ့အတန်ကနောက်ကနေလိုက်လာတယ်ကိုအောင်မပြေးနဲ့ငါတယောက်တည်းကြောက်တယ်သူအားကုန်ပြေးပြီးရွာဝင်ဖျားရှိရောက်မှရက်လိုက်တယ်နောက်ကိုလှည့်ကြည့်တော့ဘသူမှမရှိတော့ဘူးနောက်နေ့မနက်မှာကိုအောင်ကရွာသားတွေကိုပြောပြတော့ရွာကလူကြီးတွေပြောတယ်ဒီလမ်းမှာအဖြူလုံးကြီးဝတ်မိန်းမတစ်ယောက်သေခဲ့တာမှန်တယ်ညဘက်လူတွေကိုလိုက်ခေါ်တတ်တယ်အနေကနေပြီးကိုအောင်ကညဘက်အဲ့ဒီလမ်းကိုမသွားတော့ဘူးဒါပေမဲ့တခါတလေညတန်းကောင်လောက်မှာလမ်းသွားသူတွေကမိန်းမတစ်ယောက်အတန်ကြားရတယ်တဲ့တယောက်တည်းမသွားနဲ့အတူလိုက်ခဲ့ပါလူတွေကပြောကြတယ်အဲ့မိန်းမကအခုထိလမ်းပေါ်မှာလူတစ်ယောက်ရှာနေသေးတယ်